ကိုလေစိတ်သားကြောက်တွေနဲ့အားရပါရနေပြီးအပီပြင်းကိုစားနေတာရှင်အနီပိုးစီရဟင်းနဲ့မစားခြင်းနဲ့ဆိုလို့ကျမဟင်းလေးမျိုး9400ရှင်းလိုက်ရပါတယ်ရှင်ယောက်ျားကိုချစ်တော့လဲဝယ်ကျွေးရတာပေါ့အဲ့မဲ့ပစုံချောင်းပါလက်ချောင်းကြော်လေးကိုနဲပြီးတော့စိတ်သားကြောက်လေးရောရှင်အားရပါရနဲပြီးတော့စားလိုက်တာရှင်တော်တော်လေးကိုစားကောင်းတယ်သိလားစိတ်သား6ချက်ကကြတော့စိတ်သားကြောက်တွေများတယ်တော့သိလားစိတ်သား6မာလာကြော်ရတော့လေစိတ်သားတွေကိုတော်တော်များများကြီးကိုပါတယ်ဒါပေမဲ့ तू ကလေကြိုက်ဆွဲရတာတော့တော်တော်လေးမာတယ်တော့စိတ်သားကြောက်တွေမှာလဲကျမယောက်ျားတော့အပီပြင်းဆွဲပါတယ်စိတ်သားလက်ဖက်ထောင်းလေးစားခြင်းလို့မာလိုက်တာဒါပေမဲ့စိတ်သားတွေရောလက်ဖက်တွေရောအကုန်လုံးတစားစီမွှချေနေလို့ဆိုကိုကအိမ်မှာပဲလော်ကြော်လေးနဲ့ပြန်ပြီးတော့တုတ်လိုက်ရတယ်အဲ့ဒါကိုကိုကအားရပါရအပီပြင်းထမင်းနဲ့နယ်ပြီးတော့စားပါတယ်ရှင်ကြံတဲ့ဟင်းသုံးမျိုးကပေးရတဲ့ဈေးနဲ့တန်ပေမဲ့စိတ်လက်ဖက်ထောင်းကတော့ပေးရတဲ့ဈေးနဲ့လုံးဝမတန်သလိုကိုခံစားရပါတယ်ရှင်စိတ်လက်ဖက်ထောင်းလေးကလေစိတ်သားဖက်လေးတွေပါတယ်ဆိုလို့ရှိရင်တော့ပို့ပြီးအဆင်ပြေမယ်လို့ထင်မြင်မိပါတယ်ရှင်ထမင်းကလေဇိုးနဲ့စားရတဲ့လေအဲ့လိုအားရပါရနယ်ပြီးစားရတာကအရသာရှိတာစိတ်သားကြောက်မာလာကြီးကိုအပီပြင်းကိုကိုဖက်တီကတော့စွဲနေပြီရှင်ကဲညစာတွေစားကောင်းကြပါစေရှင်အားလုံးမတက်တာဘလေး